မက်ဆီဖန်ညီကိုမောင်နှမတွေအားလုံးမင်္ဂလာပါဒီနေ့ညတော့ဒါကျွန်တော်တို့ဒါမက်ဆီဒီရဲ့ပွဲစဉ်ရှိပါတယ်ချစ်လာဆိုတော့မန်ချက်စတာစီးတီးရဲ့ပွဲစဉ်ရှိပါတယ်အဲ့တော့မက်ဆီအင်ကွန်မှာဒါလီယူနိုက်တက်ကိုအခမ်းကစားမှာဖြစ်ပါတယ်ပရီးမီးယားလိပွဲစဉ်ဒါ73အဖြစ်ဒါမက်ဆီဒီအင်ကွန်မှာဒီပွဲမှာကစားမှာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာနယူကာဆယ်ကိုကျွန်တော်ရှုံးခဲ့တယ်အခုဒါပြီးလို့ရှိရင်ဒါချန်ပီယံလိမှာလီဗာပူးဆင်ကိုနိုင်တဲ့အနေအထားရှိတယ်လည်းမထင်မှတ်ဘဲနဲ့ကျွန်တော်ရှုံးခဲ့ပြီးအခုဒီညတော့ကျွန်တော်နိုင်ပွဲပြန်ရှာမယ်ညဖြစ်ပါတယ်အဲ့တော့နှစ်ပွဲဆက်ရှုံးထားပြီးတာဖြစ်တာမို့လို့စိတ်ဓာတ်ပိုင်းဆိုင်ရာလေးပြန်မြင့်တင်ဖို့လိုနေပြီဒီညလီယူနိုက်တက်ကိုမက်ဆီအင်ကွန်မှာအနိုင်ယူပြီးတော့ကျွန်တော်တို့ဒါစိတ်ဓာတ်ပိုင်းဆိုင်ရာလေးပြန်မြင့်ဖို့လိုအပ်ပါပြီနောက်ပြီးလို့ရှိရင်ဒါတစ်ဖက်မှာတိုင်ဘက်တွေလို့ပြောလို့ရတယ်အာဆင်နယ်အသင်းကဒါချက်စီးတဲ့နဲ့ထိတ်တိုက်တွေ့နေတာဖြစ်တယ်ဒီတစ်ပတ်ပရီးမီးယားလိပွဲစဉ်73မှာအာဆင်နယ်ချက်စီးထိတ်တိုက်တွေ့နေတဲ့အချိန်မှာသူတို့ပွဲကြက်နေတဲ့အချိန်မှာကျွန်တော်တို့ကဒါနိုင်ပွဲပြန်ရှာပြီးတော့ရမှတ်ကွာဟာမှုကိုပြန်ကတ်မှာဖြစ်ပါတယ်အဲ့တော့ဒီညဒါနယူကာဆယ်sorry လီယူနိုက်တက်ကိုမက်ဆီအင်ကွဲမှာလက်ခံကစားမှာဖြစ်လို့အကောင်းဆုံးပုံစံအနေနဲ့ကျွန်တော်မက်ဆီတင်ပြန်လာမယ်လို့ထင်တယ်ဟာလန်တို့ဒါဂိုးတွေပြန်ရဖို့မျှော်လင့်ရမယ့်ညဖြစ်ပါတယ်ပြီးလို့ရှိရင်ဒါဒီကျွန်တော်တို့နောက်တန်းကလည်းဒါ clean sheet တွေပါလေကုသမားကလည်းပြန်ရဖို့မျှော်လင့်မယ့်ညဖြစ်ပါတယ်ညီကိုတို့ဘလူးရလည်းထွက်လာမယ်လို့ထင်တယ်ကျွန်တော်တို့ဒီညဒါ9နာရီခွဲမှာဆိုလို့ရှိရင်ကျွန်တော်မက်ဆီအင်ကွဲမှာပရီးမီးယားလိပွဲစဉ်73ဖြစ်လီယူနိုက်တက်ကိုဒါအခမ်းကစားတော့မှာဖြစ်ပါတယ်အဲ့တော့ညီကိုတို့ဘလူးရလည်းထွက်မယ်လို့ထင်တယ်အာဆင်နယ်ချက်စီတစ်ဖက်မှာတေကြနေချေ sorry တေကြပါကောင်းတော့ဗောနော်ဒီတင်းရှုံးသွားတယ်ကောင်းတယ်တေကြပါရင်ကောင်းတယ်အဲ့တော့အာဆင်နယ်အဓိကအာဆင်နယ်ကိုတားဖို့လိုအပ်တယ်ချက်စီလို့ဘာလို့မှမတားရအာဆင်နယ်တားဖို့မလွယ်တော့ဒီဟာတွေမှာအာဆင်နယ်လည်းဒါကောင်းတယ်ပေါ့နော်အဲ့တော့အမြဲတမ်းတော့လည်းကောင်းနေမယ်လို့မထင်ပါဘူးကျွန်တော်ပြောသလိုပဲဟိုနေ့ရက်ပြီးတော့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့အခုရန်ကျွန်တော်ဖန်နေစိတ်လက်ကြဖို့မလိုဘူးဘာလို့ဆိုအာဆင်နယ်နဲ့9မှတ်ဖြစ်ပြသေးတာ9မှတ်ဆိုတော့ဘာမှမဟုတ်သေးဘူးဗျအခုဒီညတာမနေ့ကညတာချက်စီကအာဆင်နယ်ကိုနိုင်ပလိုက်လို့ရှိရင်ဒါကျွန်တော်တို့နဲ့အာဆင်နယ်နဲ့မမှတ်ပါဘူးပြန်ကျင်းမြောင်းသွားပြီပေါ့နော်အဲ့တော့ဒါလေးတွေလိုပါတယ်အဲ့တော့ဒါလေးတွေရှိပါတယ်ပြင်းပြလေးပွဲစရာဥပမာ73ပွဲဆိုဒါဒီည73ပွဲက73ပွဲစဉ်73ကမယ်ဆိုတော့နောက်ထပ်ဒါ2038ပွဲကမှာဆိုတော့25ပွဲတော့မှကျွန်တော်ကအောင်မှာပွဲစဉ်20ကျော်ကစားအောင်20နဲ့မှ5ပွဲကအောင်မှာဖြစ်လို့အများကြီးကြံနေတယ်ဘာမှဆိုပရီးမီးယားလိကဖြစ်သွားနိုင်တယ်အဲ့တော့ဘာမှစိတ်ရမကြနဲ့ဒီညတပွဲချင်းကွာကြလိုက်ပြီးတော့ကျွန်တော်တပွဲချင်းနိုင်အောင်လုပ်သွားပြီးတော့ဒါနောက်ဆုံး final မှာကျွန်တော်လုပ်ချင်တဲ့ Premier League ကတော့ရအောင်နိုင်မှာဖြစ်တယ်ဒီညကျွန်တော်တို့ League နိုင်တယ်နိုင်ဖို့လိုတယ်ဘယ်သူတွေကိုတော့မှကျွန်တော်ဘယ်နှခုပြတ်နေနိုင်မယ်လို့ဆိုတဲ့ comment မှာဝင်ရောက်ဆွေးနွေးကြအောင်ကျွန်တော်ရဲ့ဒီ YouTube channel ကိုလည်းလာရောက်အားပေးကြပါဦး YouTube channel မှာလည်းဗီဒီယိုတွေတင်နေတာဖြစ်လို့မက်ဆီဒီဖန်ကြီးကိုလည်း YouTube ရောက်ခဲ့လို့ရှိရင်ကျွန်တော်ရဲ့ဒီ channel လေးမှာလာရောက်ကြည့်ရှုကြပါဦးလို့ TikTok မှာလည်းမက်ဆီသတင်းတွေတက်ဆက်နေပါတယ်လို့အားလုံးကိုပြောကြရင်းနဲ့ဒီညနိုင်ပွဲရောက်ပြီးတော့ပြန်လဲစိတ်သက်ခွင့်ရမြင့်နေအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်